အားလုံးပဲမင်္ဂလာပါခင်ဗျာဒီခါမှာတော့ကြပြဆရာလည်းဖြစ်ပကြီးဆရာလည်းဖြစ်တဲ့ဆရာငိမ့်ညံ့ပေးရဲ့ကြပြလေးအားရွတ်ဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်ချစ်တော်များစီတို့ပြန်တန်းရောက်ရှိလာတော့မှာပါအားလုံးပဲနားတော်တာဆင်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်လွမ်းနေကိုယ့်လက်ကိုချစ်ချစ်ပါအောင်ကိုပြန်ဆုတ်ထားရတာမောတယ်အချို့အရာတွေထွက်ပြေးသွားကြပြီအချို့အရာတွေကိုကမ်းမှာကတ်နေစေလို့ကိုယုံပါတယ်နေကိုထိုင်ငေးကြည့်နေခဲ့တာအကြောင်းရှိတယ်လို့ကိုထင်တယ်ချစ်လို့စပယ်ပန်းတွေပေးတဲ့အခါပန်းပေးပြီလားစကားပဲကိုပြန်ရလိုက်တယ်လို့ပေါ့လမ်းတွေမနေ့ရောင်နေနဲ့မိုးပွင့်တွေအကြောင်းငိုပြောခဲ့ဘူးတာလေရှုံတယ်ကျဲတွေကြွေကြနေတာမြစ်တွေစီးနေတာတစ်ပြိုပင်တွေမြေခနေကြတာကိုပြန်ပွက်ထွက်လာတဲ့စကားလဲကိုကရှုံတယ်ကဘာပြက်လွမ်းညရီဝေမျက်လုံးအစိမ့်တွေနဲ့တယောက်ကိုတယောက်ချက်ကြည့်ရင်ရဲနေကြတာရောလှလာတကယ်ကလွမ်းတယ်တကယ်လဲချစ်ခဲ့ကြဘူးတယ်ကိုတို့ချစ်လို့ပဲဖြစ်ချင်ရာတွေဖြစ်ခဲ့ကြတယ်ငြိမ်းချမ်းဖေ